6 ပေနီးပါးရှိနေတဲ့အရင်ကြောင့်တရုတ်ဆောင်ချိန်မှာအခုလိုအခက်အခဲတွေကြောင့်တွေ့ခဲ့ရတဲ့အလှမဲ့တဲစုငယ်အလှမဲ့တဲစုငယ်ကအခုဆိုရင်မြန်မာပြည်ရဲ့နာမည်ကြောင့်မင်းသားမင်းသမီးကြီးတွေနဲ့အပြိုင်ရုပ်ရှင်ကားကြီးတွေများစွာကိုရိုက်ကူနေရပါပြီ။လွန်ခဲ့တဲ့နှစ်ပိုင်းလောက်ကမှရုတ်တရက်နာမည်ကြီးလာခဲ့တဲ့အလှမဲ့အန်ဂျယ်လီဘွားကနေအခုဆိုရင်တကယ်ကိုနိုင်ငံတကာထိပါအရှယ်အဝကြီးမားတဲ့အလှမဲ့နဲ့တရုတ်ဆောင်မင်းသမီးကြီးအဖြစ်ခြေလှမ်းနိုင်ခဲ့တာပါ။ဒါပေမဲ့လည်းအလှမဲ့လောကကနေမင်းသမီးဖြစ်လာခဲ့ရတဲ့သူမလို့အခက်အခဲတွေအများကြီးနဲ့လည်းကြုံတွေ့ခဲ့ရပါတယ်။အထူးသဖြင့်သူမရဲ့အင်မတန်ရှည်လျားတဲ့အရေးအမောင်ကြောင့်တခြားမင်းသားမင်းသမီးတွေနဲ့အပြိုင်တရုတ်ဆောင်ရတဲ့အခါမှာအခုလိုအခက်အခဲတွေကိုကြုံတွေ့ခဲ့ရတာပါ။လက်ရှိမှာဆိုရင်လည်းရိုးကုံအမီရရုပ်ရှင်ကားကြီးကိုမင်းသားကြီးခန့်စီသူမင်းသမီးကြီးခိုင်နှင်းဝေမင်းသမီးကြီးမြက်ကေတီအောင်အကယ်ဒမီမင်းသမီးမေမြင့်မိုးတို့နဲ့အပြိုင်တဲစုငိန်ကပါဝင်တရုတ်ဆောင်နေရတာဖြစ်ပါတယ်။ရုပ်ရှင်ကားကြီးရဲ့နောက်ွယ်ကရိုက်ကူးရေးပုံရိပ်တွေပေါ်ထွက်လာချိန်မှာတော့တဲစုငိန်ရဲ့အခက်အခဲဒုက္ခတွေကိုပရိသတ်တွေကသိသွားခဲ့ရတာပါ။အဲ့ဒါကတော့သူမရဲ့အရေးအမောင်ကြောင့်မင်းသားမင်းသမီးကြီးတွေကြားထဲမှာတရုတ်ဆောင်နေရတဲ့အချိန်မှာခြေထောက်ကိုပုံမှန်အတိုင်းထားလို့မရပဲဒူးကိုတော်တော်လေးကွေးထားခဲ့ရတာဖြစ်ပါတယ်။နည်းနည်းလေးတော့မဟုတ်ပဲခြေထောက်နှစ်ဖက်ကိုကားထားပြီးတော့ဒူးကိုလည်းကွေးထားကတရုတ်ဆောင်နေရတဲ့တဲစုငိန်ရဲ့အဖြစ်ကရှယ်ရမလို့ငိုရမလို့ပါပဲ။မင်းမြင့်မိုးရလက်ကိုတွဲထားပြီးတော့အတူရှင်တွဲတရုတ်ဆောင်နေတော့လဲခြေထောက်တွေကိုကားပြီးတော့ဒူးကိုကွေးထားခဲ့ရတာပါ။ဒါအပြင်ခိုင်နှင်းဝေမြက်ကီတီအောင်တို့ရဲ့သမီးအဖြစ်တရုတ်ဆောင်ထားရတော့အရက်ပိုးတဲ့မင်းသမီးကြီးတွေကြားထဲမှာတဲစုငိန်ရဲ့ဘဝကတရုတ်ဆောင်ရတာခက်ခဲလွန်းလာပါတယ်။ပရိသတ်တွေကတော့သူမရဲ့တရုတ်ဆောင်မှုတွေကိုကြည့်ပြီးတော့နောက်ွယ်မှာဒီလိုပဲခက်ခဲတရုတ်ဆောင်ခဲ့ရတာလားလို့သနာစိတ်တွေဝင်နေရပါတယ်။တဲစုငိန်ကမြန်မာနိုင်ငံမှာနာမည်အကြီးဆုံးလှမယ်ဖြစ်တယ်လို့အရက်အမဟာဆိုရင်လည်း9ပေနဲ့9လက်မတောင်ရှိပါတယ်။ဒါကြောင့်မလို့ပုံမှန်အရက်9ပေဝန်းကျင်ပဲရှိကြတဲ့မင်းသားမင်းသမီးကြီးတွေကြားထဲမှာခက်ခဲစွာနဲ့အခုလိုတရုတ်ဆောင်နေရတာပါ။မျက်နှာအနေအထားနဲ့စကားပြောပုံတွေကိုတရုတ်ဆောင်ရမှာအသက်ဝင်ပြီးပြင်ဖို့စိတ်နှစ်ထားရအောင်သာမကပဲခန္ဓာကိုယ်အနေအထားကိုပါအခုလိုဂရုစိုက်နေရတာမလို့တော်တော်လေးမလွယ်ကူမှသိကြပါရဲ့။ဒါပေမဲ့အလှမယ်လေးတဲစုနေကတော့သူမရဲ့အမှုပညာလမ်းကြောင်းမှာဘလို့အခက်အခဲတွေရှိနေပါစေအပြုံးမပြတ်ဖဲအကောင်းဆုံးတရုတ်ဆောင်ခဲ့ပြီးအခုဆိုရင်လည်းရုပ်ရှင်ကားကြီးတွေများစွာကိုရိုက်ကူးထားပြီးဖြစ်ပါတယ်။သူမရဲ့တရုတ်ဆောင်မှုတွေကအလှမယ်ကနေကူးပြောင်းလာတဲ့တက်သစ္စာမင်းသမီးအငယ်လေးလို့မထင်ရလောက်အောင်ထူးခြားကောင်းမွန်နေတဲ့အတွက်အကယ်ဒမီစူစီကိုလည်းဒီနှစ်မှာရရှိနိုင်မယ်လို့ပရိသတ်တွေကခန့်မှန်းနေကြပါတယ်။တဲစုငင်ကအခုဆိုရင်ပတ်စံပေးပြီးဝယ်လို့တောင်မရနိုင်တဲ့တစ်တော့အပြားရောင်အမှန်ချေကြီးကိုလည်းနိုင်ငံတကာကလူတွေပါအားကြရတဲ့အထိရယူပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ဒီလိုမျိုးချစ်ခင်အားပေးနေသူတွေရှိတယ်လို့မနာလိုဝေဖန်မှုတွေနဲ့အခက်အခဲအတားအဆီးတွေအများကြီးကြားတွေကနေစူးစမ်းနေရတာကိုတွေ့နေရတာမလို့တကယ်ကိုစိတ်သက်ခိုင်မာလွန်းသူတယောက်ပါပေါ့ပေါ့တန်တန်သဘောထားပြီးတော့အမှုပညာလောကတွေကိုဝင်ရောက်လာတာမဟုတ်ပဲအခုလိုမျိုးအခက်အခဲတွေကိုအပြုံးမပြတ်ရင်ဆိုင်ပြီးတော့စူးစမ်းနေသူလည်းမလို့ပရိသတ်တွေကလည်းပို့ပြီးတော့ချစ်နေရတာဖြစ်ပါတယ်။9ပေနဲ့9လက်မတောင်ရှိနေတဲ့နိုင်ငံတကာတန်းဝင်အရက်အမောင်ကြီးနဲ့ဒူးကိုကွေးထားပြီးတော့ခက်ခဲစွာတရုတ်ဆောင်နေရတဲ့တဲစုငင်ရဲ့ပုံရိပ်တွေကိုကြည့်ပြီးတော့ပရိသတ်ကြီးတို့ရောဘယ်လိုမျိုးခံစားရတယ်လဲဆိုတာကိုပြပြခဲ့ကြပါအောင်နော်။